အခုကနေစပြီးတော့ဒီဂျပန်နိုင်ငံမှာအခြေခံထားတယ်ပေါ့နော်ဒီမီတာရှီနာမီဆိုတာကိုစပြီးတော့ပြောပါမယ်ဟိုတနေ့ကပြောတဲ့အင်တာဗျူးဖြေတဲ့ဟာတွေကတော်တော်များများတူတဲ့ဟာတွေပါပါတယ်အထူးသဖြင့်ကတော့ဒီအင်ညီဝေစာပေါ့နော်အင်ညီဝေစာမှာကြေမွနာမျိုးမဖြစ်စေရဘူးနောက်တစ်ခုကကျတော့ဒီရင်ဘတ်မှာစတစ်ကာရုပ်ကြီးတွေအကြီးပါတာတော့နောက် logo mark ပေါ့နော်တကယ်ကိုပဲဒီခတ်သေးသေးမဟုတ်ဘဲနဲ့ logo mark ကြီးကအကြီးနဲ့အရင်ထင်းနေတာမျိုးလို့စတဲ့အင်ကြီးတွေကလုပ်ငန်းခွင်မှာမဝစ်တင်ပါဘူးเนาะနောက်တစ်ခုကကြတော့ဒီကိုအလုပ်လုပ်ရတဲ့လုပ်ငန်းခွင်နဲ့ကိုက်ညီမဲ့ဝေစာမျိုးပေါ့เนาะကိုထက်ကိုအဆမတန်ကြီးနေတဲ့စိတ်အရင်ကြီးတဲ့ကိုနဲ့မလိုက်ဖက်တဲ့ပွားပွားရအောင်အင်ကြီးတွေဝတ်ထားတော့ဘာလို့ရှောင်းကျင်တင်ပါလေများသောအားဖြင့်နေလုပ်ငန်းခွင်တွေမှာ uniform ပေးတတ်ပါတယ်အဲ့လိုမှ uniform မပေးဘဲနဲ့ကိုဝေစာနဲ့ကိုဝေးရမယ်ဆိုရင်အခုကျမပြောတဲ့တေးသေးတက်ဖြစ်ဖို့ပေါ့နော်တေးသေးတက်ဖြစ်ဖို့နဲ့ကိုနဲ့ကိုက်ညီတဲ့ဒီအရွယ်အစားပေါ့နော် site ရှိတဲ့အင်ကြီးအဝေစားကိုရွေးချယ်ဖို့အဓိကကြပါတယ်ကဲလို့ uniform ရှိတယ်ဆိုရင်လည်းအတူတူပါပဲနော်ကိုနဲ့ကိုက်ညီတဲ့ဒီ site အနေအထားကိုရွေးချယ်ဖို့လိုအပ်တယ်လို့ uniform ကိုလည်းသိရမလားကြေမွနေတဲ့ဥစ္စာကိုဝစ်စင်ခြင်းမဟုတ်ဘဲနဲ့တန်တန်ပြင်းပြင်းရှော့ဖို့ပြီးတော့တုတ်သေးချာချာမိမှုတိုက်ပြီးတော့ဝစ်စင်တာမျိုးလုပ်တင်တယ်လို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုကဒီသပင်ပုံစံပေါ့နော်သပင်ပုံစံကလည်းပဲအင်တာဗျူးမှာပြောသွားသလိုပဲဒီတတရရဖြစ်နေဖို့ကအဓိကပေါ့နော်မျက်နှာနဲ့သပင်နဲ့ကြည့်မယ်ဆိုရင်တော့မှသပင်ကပို့ပြီးတော့အရေးပါတဲ့အပိုင်းမှာပါဝင်ပါတယ်ဒါကြောင့်မလို့သပင်နေစုပ်တိစုပ်ပွားနဲ့လင်ကောက်နေတာမျိုးမဟုတ်ဘဲနဲ့သပင်ကောက်တဲ့သူပြောတာမဟုတ်နော်သပင်ကောက်တဲ့သူကလည်းသပင်ကောက်တဲ့သူကသူသပင်ကောက်တဲ့ style ဆိုတာရှိတယ်ဆိုတော့ဒီ style နဲ့အညီပေါ့နော်နေနိုင်တယ်ဆိုရင်ဘာမှအပြစ်ပြောစရာမလိုပါဘူးပြောချင်တာကတော့စုပ်တိစုပ်ပွားနဲ့ဒီတတရရမရှိတဲ့ပုံစံပေါ့နော်ဒီလိုမျိုးပုံစံမျိုးမဖြစ်ဖို့လိုအပ်ပါတယ်နောက်သပင်းအယောင်ပေါ့နော်ဂျပန်မှာကဒီအလုပ်နဲ့လိုက်ပြီးတော့ပေါ့နော် customer ဆက်ဆံရတဲ့အလုပ်လားဘယ်လိုလုပ်ငန်းခွင်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့သပင်း color တွေကသတ်မှတ်ထားပါတယ်ဂျပန်မှာအလုပ်လုပ်နေတဲ့သူတွေဆိုရင်သိပါလိမ့်မယ်လုပ်ငန်းခွင်ထဲမှာသပင်း color ဆိုရင်နံပါတ်တွေနဲ့သတ်မှတ်ထားတဲ့ကြောင့်မလို့ဘယ်နံပါတ်အထိပဲစိုးခွင့်ရှိတယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်မြန်မာနိုင်ငံကနေပြီးတော့လာပြီးအလုပ်လုပ်တဲ့သူတွေကမြန်မာနိုင်ငံမှာအရန်ပေါ့နော်အယောင်တောက်ထားကြီးအရန်ဒီတောက်တဲ့အယောင်ကြီးဆိုးလာတဲ့သူတွေကကျတော့ဂျပန်ရောက်ရင်လုပ်ငန်းခွင်ထဲမှာမလိုက်ဖက်တဲ့အတွက်ကြောင့်ဂျပန်ရောက်ခါမှလုပ်ငန်းခွင်ကသတ်မှတ်ထားတဲ့အယောင်ခတ်မိန်လို့ခေါ်မှာခတ်ရင်းရှင်လို့ခေါ်မလားဂျပန်အမဲနဲ့နှီးစက်တဲ့အယောင်မျိုးကိုပြန်ဆိုးရတဲ့သူတွေလည်းရှိတတ်တယ်เนาะဒါကြောင့်မလို့ကိုကဘယ်လိုအလိုမျိုးလုပ်မှလဲကိုကုမ္ပဏီကဘယ်လိုမျိုးသတ်မှတ်ထားလဲဆိုတာကိုမလာခင်တတိစတာစုံစမ်းပြီးတော့ပေါ့နော်အဲ့ဒါနဲ့ကိုက်ညီမဲ့ပြင်ဆင်မှုမျိုးပေါ့နော်လုပ်လိုက်ရင်ဂျပန်ရောက်ခါမှရောက်ချင်းဂျပန်ထပ်ပြီးတော့ဆိုးရလို့ပတ်စံကုန်တာတော့ဘာလို့မဖြစ်တော့ဘူးပေါ့နော်နောက်တစ်ခုကကျတော့လက်သေးတွေပေါ့နော်လက်သေးတွေကသူရတက်နဲ့လက်သေးကိုညှက်ထားတော့လကောင်းလက်သေးထဲမှာဒီအညစ်အကြေးလို့ခေါ်မလားမဲတွေကြီးတွေဝင်မနေအောင်လို့အမြဲတမ်းတန်တန်ရှင်းရှင်းနဲ့လက်သေးကိုဆေးရတော့လကောင်းစောက်တောက်ဆိုင်ရေနောက်ပြီးတော့အစားအစာထုတ်လုပ်တဲ့စက်ရုံတွေပါတယ်ပေါ့နော်ဒီလိုမျိုးမှာအခုလက်ရှိလှုပ်လှုပ်နေတယ်ဆိုရင်သိပါလိမ့်မယ်အရင်စီကန်းကြည့်ပါတယ်လက်ဆေးတာကိုပဲဘယ်နှစက္ကန့်ကြောင်ဆေးရမယ်လို့ပါတော့ပေါ့နော်ဒီလိုမျိုးသတ်မှတ်ထားတဲ့ကုမ္ပဏီတွေလည်းရှိပါတယ်သူသေးချာချာလိုက်နာရပါတယ်နောက်တစ်ခုကကြတော့ဒီအလုပ်ပေါ့နော်အလုပ်အင်တာဗျူးတွေပါလေတွားပြီးတော့ဖြေလို့မြင်ဆိုရင်လက်သေးအရှိကြီးတွေနဲ့တကယ့်ကိုပဲဘယ်လိုပြောရင်ကောင်းမလဲfashion ကတော့ fashion ပဲပေါ့နော်တော်လည်းပဲလုပ်ငန်းခွင်တွေမှာကြတော့ဒီလိုမျိုးလုပ်ငန်းခွင်တွေမှာကြတော့ဒီလိုမျိုးထားလို့အဆင်မပြေတဲ့လုပ်ငန်းခွင်တွေလည်းအများကြီးရှိတယ်လုပ်ငန်းခွင်တိုင်းကိုစိုးလို့တော့မဟုတ်ပါဘူးတချို့ရုံးလုပ်တွေပါတွေလုပ်နေတဲ့သူတွေလည်းပဲလက်သေးအရှိကြီးတွေထားတဲ့သူတွေလည်းရှိပါတယ်ဆိုတော့သူ့ဟာနဲ့သူပေါ့နော်လိုက်ဖက်မဲ့အလုပ်နဲ့လိုက်ဖက်မဲ့ပြင်ဆင်မှုမျိုးကိုမှရှိဖို့လိုတယ်ဆိုတာကိုဒီမှာအဓိကပြောချင်တာဖြစ်ပါတယ်မီတာရှင်နာမီမှာပေါ့နော်နောက်တစ်ခုဖြစ်ပြီးပြောမယ်ဆိုရင်ခုနအဝတ်အစားလိုပဲလက်ကင်အိတ်ပေါ့နော်လက်ကင်ကလည်းအရင်ကြီးကြီးပါတယ်အလုပ်မှာလုပ်ငန်းထဲမှာသုံးတဲ့လက်ကင်အိတ်ကအလုပ်နဲ့ဒီဘယ်လိုပြောရင်ကောင်းမလဲကိုက်ညီတဲ့ပုံစံအနေအထားမျိုးဖြစ်ရပါလေခဏအပြင်သွားရတယ် customer နဲ့သွားပြီးတော့ဒီတွေ့ရတာတော့စကားပြောရတာတော့အစည်းအဝေးတွေတက်ရတာတော့ဒီလိုမျိုးအလုပ်လုပ်တယ်ဆိုရင်ဥပမာကိုနှစ်တူပါပေါ့နော်အပြင်ထွက်တဲ့အခါမှာဘယ်လိုပစ္စည်းတွေယူသွားတယ်လဲအဲ့လိုပစ္စည်းတွေတည်တက်နဲ့တရထည့်လို့ရတယ်လက်ကင်အိမ်မျိုးကိုကင်နာကအကောင်းဆုံးဖြစ်ပြီးတော့အယောင်ကလည်းဒီလိုပဲပေါ့နော်အပျော်အပါသွားတာမျိုးဟုတ်တယ်တော့ကြောင့်မလို့ဒီအလုံးနဲ့လိုက်ဖက်တဲ့အနက်ရောင်ပြင်အနက်ရောင်အညိုရင့်ရောင်ပြင်အညိုရင့်ရောင်ပေါ့နော်ဒီအယောင်ခက်ရင့်ပေါ့ဒါမှမဟုတ်ရင်လည်းပဲအသားရောင်ပြင်အသားရောင်လို့ပြောမှာအသားရောင်လို့ပြောတဲ့ဆိုင် creamy ရောင်ပေါ့နော်အဲ့လိုမျိုး color တွေကိုဂျပန်မှာတော့အသုံးများတတ်ပါလေဥပမာပေါ့နော်ဒီအလဲအပတ်သွားတာတော့တစ်မျိုးပေါ့နော်အယောင်တောက်တွေအနီတောက်တို့ဘာတို့ပေါ်လွင်တဲ့အယောင်မျိုးပေါ့နော်အိတ်လှလေးတွေသေးလေးတွေလို့သုံးတာကိစ္စမရှိတော့လေပဲလုပ်ငန်းထဲမှာကြတော့လုပ်ငန်းနဲ့လိုက်ဖက်တဲ့အယောင်လုပ်ငန်းနဲ့လိုက်ဖက်တဲ့ပုံသဏ္ဍာန်ကိုသုံးဖို့လိုအပ်ပါတယ်နောက်ဆုံးအချက်အနေနဲ့လေမီတာရှိနာမီကိုပြောမယ်ဆိုရင်စကားအပြောအဆိုနဲ့ဒီမျက်နှာအမှုအရာပေါ့နော်
တိုင်းတို့လို့ခေါ်တယ်ပေါ့နော်မျက်နှာအမူအရာခန္ဓာကိုယ်အမူအရာပေါ့နော်ဒါတွေလည်းပဲမိသားစုနားမြင်မှာပါပါတယ်ခုနကတော့အခုတည်းကျွန်မပြောလာတာကတကိုယ်ရေးတန့်ရှင်းမှုတွင်ပြင်ပေါ့နော်တန်တန်ပြန်ပြန်ဖြစ်နေဖို့အတွက်ကိုပြောလာခဲ့တာဖြစ်တော်လေးပဲအခုပြောတဲ့အရာတွေပေါ့နော်ဘလောက်ပဲပြည့်စုံနေဗဇက်ကနေထွက်လာတဲ့စကားတွေကကြမ်းတမ်းနေတယ်မျက်နှာအမူအရာကအချိုးမပြေဘူးလို့ပြောမလားမျက်နှာအမူအရာကစူပုတ်ပုတ်နေဒီအေကာကိုပေါ့နော်အေကာတော့မရှိဘူးဆိုရင်တော့ဒါကခုနကတော့ပြင်ပန်းတဲ့တံဘလောက်ပဲပြင်ထားတာပေါ့နော်မပြည့်စုံပါဘူးစကားအပြောဆိုပေါ့နော်အရန်အကြီးတယ်လို့ပြောခဲ့တယ်ပေါ့နော်ဂျပန်နိုင်ငံဖြစ်တဲ့ကြောင့်မလို့ဒီမှာဂျပန်စကားနဲ့ပဲအခြေခံပြီးတော့ပြောပါမယ်တော်တော်များများဂျပန်နိုင်ငံမှာအလုပ်လာလုပ်တဲ့သူတွေကခုနကတော့ပြောလို့ပဲမြန်မာနိုင်ငံမှာတင်လာတဲ့ဂျပန်စကားတွေကလုပ်ငန်းခွင်တွေလည်းရောက်ကိုလုပ်ငန်းခွင်တွေကသူတွေနဲ့ပြောရင်းဆိုရင်းနဲ့စကားတွေကအကုန်လုံးပြက်နေတဲ့သူတွေများပါတယ် death day mass day နဲ့တော့မပြောတတ်ကြတော့တဲ့သူတွေကတော်တော်လေးတွေ့ပါတယ်เนาะလွတ်လွတ်တဲ့လုပ်ငန်းခွင်တော်တော်များများမှာကဂျပန်ဒီအသက်ကြီးတဲ့သူတွေပေါ့เนาะအဖိုးကြီးဖွားကြီးလို့ပြောတာတဲ့ဆိုင်နေအသက်ကြီးပိုင်းပေါ့เนาะအတော်ကြီးလို့ပြောမလားအတော်ကြီးအရွယ်တွေနဲ့လောက်ကြရတာများတော့ဒီအတော်ကြီးအရွယ်တွေကဒီမြန်မာနိုင်ငံကနေလာလို့တဲ့အသက်20အရွယ်ကလေးတွေကိုကလေးတစ်ယောက်လို့ပေါ့เนาะဒီအထက်ကနေပြီးတော့ဒီပြောတဲ့စကားပေါ့เนาะဥမာဘယ်လိုပြောရင်ကောင်းမလဲငယ်ရွယ်တဲ့သူပြောတဲ့စကားပေါ့နော်သမင်းစားပြီးပြီလားလို့မေးတာမှာဆိုကောဟန်တပဲတာဆိုတဲ့ပုံစံမျိုးပေါ့နော် plain phone တွေနဲ့တုံးတာများပါတယ်အဲ့ဒါတွေကိုအကုန်လုံးအထုခိုးပြီးကိုတိုင်ကလည်းပဲသူမျိုးကိုအဲ့လိုမျိုးတွေလိုက်ပြီးတော့ပြောနေရင်ဒါဂျပန်စကားအသုံးနှုန်းကမဟုတ်သေးပါဘူးနော်ဒီရင်ကြည်နဲ့ပြောတဲ့ဂျပန်စကားကိုလည်းပဲစာကတော့တင်လာကြမှာပါတိုကူတေကီနိုနဲ့လာတဲ့သူတွေဆိုတာက info အောင်ပြီးတော့လာကြတဲ့သူတွေဖြစ်တဲ့ကြောင့်မလို့စာကတော့တင်ထားပြီးသားဖြစ်ပါလိမ့်မယ်တိုးတော့ပါဇက်ကမဆွဲတာပေါ့နော်ဆိုတော့ဒီလိုမျိုးအလေးအကျင့်တွေခုနပြောပြင်ပန်းတရနေမဟုတ်ဘူးကိုယ့်ရဲ့စကားပြောတဲ့အလေးအကျင့်ကိုပါတင်းနေဖုန်းပေါ့နော်ရင်ကြီးပုံစံနဲ့ပြောတတ်အောင်လို့လေ့ကျင့်တာပါနောက်တစ်ခုကခုနပြောသွားတဲ့အထက်မှာမျက်နှာအမူအရာပေါ့နော်ပြောခဲ့တယ်နော်မျက်နှာအမူအရာမြန်မာနိုင်ငံမှာဒီတိုကူတေကီနိုတို့ဘာတို့နောက်အင်တာဗျူးတွေဘာတွေဖြေကြတဲ့ကသိမှာပါမပြုံးတတ်တဲ့သူပေါ့နော်အေကာကိုမရှိတဲ့သူကအင်တာဗျူးတော်နဲ့မအောင်ပါဘူးအခုတိုကူတေကီနိုနဲ့လောက်လာလုံနေသူတော်တော်များများသိပါလိမ့်မယ်စက်တောက်ဆိုင်ဆိုရင်ပို့ဆိုးတာပေါ့နော်ဂျပန်စကားရတာများတာအတာထားဒီအေကာကိုပြုံးလေးနဲ့စကားပြောတတ်လားပြုံးလေးနဲ့ဒီမင်းနဲ့မိကွန်ပြန်ဖြစ်တတ်လားဆိုတဲ့ပေါ်တွေမှာလေဒီအဓိကထားပြီးတော့စက်တောက်ဆိုင်အလုပ်ရှင်တွေကတော့ရွေးတာများတယ်ဂျပန်မှာလောက်လာလုံနေတဲ့သူတွေတော်တော်များများဒီအေကာကိုဆိုတာဘယ်လောက်အကြီးဆိုတာသိလိမ့်မယ်နော်တော်လေးအလုပ်ရပြီးတော့လုပ်ငန်းခွင်နဲ့လည်းရောက်တော့အကုန်လုံးကလေဒါတွေကိုတချို့ဆိုရင်မေ့ထားတတ်ကြတယ်ပေါ့နော်မျက်နှာဆိုရင်လည်းပဲဘယ်လိုပြောရင်ကောင်းမလဲပြုံးဖို့တော့မေ့ပြီးတော့လှုပ်ထားကိုင်းတာမှအစားစူဆောင်ပြီးတော့လှုပ်တဲ့သူတချို့တော့မှရှိတတ်တယ်နော်ဆိုတော့ဥမာကိုနဲ့အခက်မသိတဲ့သူတော်၎င်းကိုမကျေနပ်တဲ့သူတော်၎င်းရှိလို့ရွေ့ဆောင်ပြီးတော့လှုပ်ထားဖြစ်ကောင်းဖြစ်မလားတော့မပြောတတ်ဘူးဒါပေမဲ့ဒီပြုတ်လုံနေတဲ့ကာယကံရှင်မှဘာမှဒီလူမျိုးလှုပ်ထားတွေကအကျိုးမရှိဘူးဆိုတာကိုလည်းပဲဒီမှာပြောချင်ပါတယ်ကိုယ့်ရဲ့မိသားရှိနားမိမှာအကုန်လုံး minus တွေဖြစ်တယ်ဆိုတာကိုသိထားစေချင်ပါတယ်နောက်လေမိသားရှိနားမိမှာတိတ်တော့အေးမကြည့်တော့လည်းပဲထည့်ပြီးတော့ပြောချင်တာကဒီအရန်အနံ့ပြင်းတဲ့ရေမွေးတွေလည်းမဆွတ်ရပါဘူးเนาะအကယ်လို့ရေမွေးကြိုက်တယ်ဆိုရင်တော့မှအနံ့အရန်မပြင်းတဲ့ရေမွေးပေါ့နော်ဒါမျိုးကိုနင်းပပဆွတ်တော့လကောင်းပေါ့နော်နောက် accessory ပေါ့နော်ဒီနဂတ်တို့ဆွဲကြိုးတို့ဒီ accessory တွေလည်းပဲဝတ်လို့မရပါဘူးဥပမာပေါ့နော်အရေးကြီးတဲ့ဧည့်သည်နဲ့တွားတွေ့တော့မယ်တခြားကုမ္ပဏီကိုတွားပြီးတော့ဒီ marketing ဆင်းရတော့မယ်ဆိုရင်ပို့ဆိုးပါလေကိုယ့်ရဲ့ဒီစီးတဲ့အိတ်ကမှအစဖက်နှက်ကမှအစပေါ့နော်အရင်ကယူဆက်ရပါတယ်ဖက်နှက်ဆိုရင်လည်းညစ်ပေနေလားဥပမာဖက်နှက်မှာညစ်ပေနေတဲ့အရာတွေရှိလားပေါ့နော်စသဖြင့်ပေါ့နော်ဒီလိုချက်တွေနဲ့စစ်ပြီးတော့ဒီခေါင်းကနေပြီးတော့ခြေပြားအထိပေါ့နော်ဘာတွေများလိုအပ်ချက်ရှိလဲဆိုပြီးတော့စစ်ပြီးတော့တွားကြရတာကဂျပန်မှာကဒီအလုပ်လုပ်နေတဲ့ရုံးဝင်တန်းနေပါတယ်ဆိုရင်ပေါ့နော်လုပ်နေတဲ့သူတွေပို့ပြီးတော့သိပါလိမ့်မယ်အရန်ကိုပဲမိသားရှိနားမိဆိုတာအရန်အေးကြီးပါတယ်ဆိုတော့ဂျပန်မှာလုပ်နေတဲ့သူတွေမျိုးစုံရှိပါလိမ့်မယ်တကူတီကင်းနဲ့လုပ်နေတဲ့သူတွေနောက်တစ်ခုကကျတော့ work visa နဲ့လုပ်နေတဲ့သူတွေတောင်းမှရင်လည်းပဲဒီကျောင်းလာတက်နေတဲ့သူတွေပေါ့နော် New York visa နဲ့လုပ်နေတဲ့သူတွေမျိုးစုံရှိပါလိမ့်မယ်ဒီလူတွေကဥပမာတကူတီကင်းတို့ကနေပြီးနောက်အလုပ်ပြောင်းနေတာတော့လကောက်ကျောင်းတက်နေတဲ့သူတွေက work visa ပြောင်းနေတာတော့လကောက်တကူတီကင်းတို့ပြောင်းနေတာတော့လကောက်လိုပဲကိုယ့်ရဲ့နောက်တက်ဆင့်မြင့်တဲ့နေရာတွေကိုတက်ဖို့အတွက် interview ဆိုတာလည်းရှိသလိုကိုယ့်ရဲ့အလုပ်ထဲမှာလည်းပဲအမြဲတမ်းတောက်ကနေဖို့အတွက်ဒီမိသားရှင်နားမိဆိုတာအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုထပ်ပြီးတော့ဒီကနေပြီးတော့တတိပြလိုက်ပါတယ်ပြောကြလိုက်ပါတယ်เนาะအခုဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပြီးတဲ့အတွက်ကြောင့်မို့ကျေးဇူးများကြီးတင်ပါတယ်နောက်အခေါက်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်เนาะ bye bye